ကဲဒီခါတော့မင်္ဂဘယ်နေရာလေးရောက်နေတယ်ဆိုတာသိကြလားဒါကတော့ထန်တဝမ်လို့ခေါ်တဲ့နေကြပန်းခင်းကြီးပါထန်တဝမ်ဆိုတဲ့အဓိပ္ပာယ်ကလေထိုင်းလူကတော့နေကြပန်းမှာပဲပေါ့နော်ကဲသူ့နေရာကအရန်ကိုမှလာတာသူရဲ့ site ခင်ဘာဝဲမှမပါပဲနဲ့ဘာမျိုးစားမှမပါပဲနဲ့ site ထားတော့အရွက်ကျူဆိုဖားနာပဲသူ့ရဲ့မြေစီပါတိတ်ကောင်းတာဒါကတော့နေကြပန်းခင်းဆက်ပြောမယ်ပေါ့နော်ဝင်ကြီးကလူကြီး40ကလေး20ပေးရတယ်ဒါသူ့ရဲ့ဝင်ချင်းနေရာလေးပါအနောက်မှာတော့သူရဲ့ site ခင်းလေးရှိတာပေါ့နော်သူဒီဟာသူရဲ့ coffee ဆိုင်အရှိမ coffee ဆိုင်လေးရှိပါတယ်သူ coffee ဆိုင်လေးကဝါရိတ်လေးရဲ့အောက်မှာဆိုတော့အေးအေးစစ်စစ်ရှိတယ်သူမှာမုတ်လေးလည်းရတယ်နောက်တစ်ခုကတော့အပြင်မှာဗာလေးတွေရတယ်ဆိုတာပြပေးမယ်နော်ဒါကတော့coffee ဆိုင်လေးပေါ့နော်ဒါအထောင်းဆိုင်ဒီမှာမုတ်ကလေးတည်းပေးစားပညာတရကနေကြကွက်စီကုံလုံးရတယ်အသီးနှံလေးတွေလည်းရောင်းတယ်ချန်ထွက်သီးနှံလေးဆိုတော့ကောင်းတော့ပေါ့နော်ကဲအဲ့ဒီကအခုတော့နေချာပန်းခင်းကြီးဒီမှာရှောက်ပြပါပြီနေချာပန်းခင်းကသေးလေးမဟုတ်ဘူးနော်မျက်စိတစုံမှအစုံထိအောင်လမ်းရှောက်လာရန်ဝေးလုံးလို့ကဲကြည့်လိုက်တော့ဓာတ်ပုံရိုက်ရင်ဘယ်လောက်တောင်လာလဲဒါကတော့သူရဲ့ရှောက်လန်းနဲ့သူထားတာပေးပါတယ်ကိုကတော့ဓာတ်ပုံရိုက်မယ်ဆိုရင်ပန်းနေကြထဲမှာရိုက်တယ်ဆိုရင်လည်းလာတယ်သူကပန်းနေရဲ့အလယ်မှာအဲ့လိုမျိုးဟိုအနောက်မှာလိုမျိုးလေဒန်းလေးလည်းထားတာပေးရပါတော့နော်ဒါက admin တို့အပေါ်စီးကနေရိုက်ထားတာပါနေကြပန်းကင်းကြီးဘယ်လောက်တောင်ကျဲလဲဆိုတာကြည့်လိုက်ပါဦးအကျိမှအကျဲကဲနေကြပန်းနဲ့တပုံတူတူရိုက်ချင်တဲ့သူတွေဒီကိုသွားလိုက်ပါလို့ admin ကတော့ညွှန်ပေးပါတယ်အရန်ကမှလာပါတယ်သူကတပုံရဲ့မနေရာလေးပြင်ဆင်ထားပေးရဲ့အရှိမသူ့ရဲ့အိမ်လေးတစ်ခုရှိရပေါ့နော်အဲ့အိမ်လေးရဲ့ခေါင်းမူကတက်ရအရန်ကမှလာပါတယ်ကဲအားလုံးကိုပဲ admin ကနှုတ်ဆက်လိုက်ပါတယ်တတား bye bye see you